မင်္ဂလာပါရှင်ရခိုင်ပြည်ရင်းကထူးခြားသတင်းတွေကို Western News ကတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မဖစ်ကီပါဒီတစ်ပတ်မှာတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာနေရာ၃ခုခွဲပြီးအခိုင်အမာတပ်ဆွဲလာတဲ့သတင်းစစ်တွေမြို့အနီးမေယုမြစ်ဝမြစ်ကမ်းဘေးမှာစစ်ကောင်စီကလုံခြုံရေးတပ်စခန်းတွေတိစောက်လာတဲ့သတင်းမင်းများမှာကမ်းပါပြိုကျတာကြောင့်အဆိုးအဝါဆုံးအခြေအနေဖြစ်နေပြီးမြကမ်းပေးနေသူတွေအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့စတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်လွတ်မြောက်ရေးပါတီ ALP ကစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာနေရာ၃ခုခွဲပြီးတပ်စခန်းတွေအခိုင်အမာတည်ဆောက်လာပါတယ် ALP ကတော့မင်းကန်ရက်ကွက်နှင့်နာစီရက်ကွက်နဲ့တညဝရီရက်ကွက်စတဲ့နေရာတွေမှာတပ်စခန်းခိုင်မာနဲ့တိဆောက်ထားတယ်လို့စစ်တွေမြို့ခံတွေကပြောပါတယ်။ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ2023ခုနှစ်မတိုင်ခင်စစ်သားအင်အား200ဝန်းကျင်လောက်သာရှိခဲ့တာလို့ဆိုပါတယ်။ဒီလိုအင်အားတွေများပြားလာနေတာဟာစစ်တွေမြို့မှာလူငယ်တွေအလုလက်မဲ့နဲ့စစ်ဘေးရှောင်တွေများပြားလာနေပြီးစီယုံတင်နန်းပေးတာကြောင့်အခုလိုများပြားလာတာလို့ဆိုပါတယ်။ဒါအပြင်စစ်တွေမြို့မှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးအဲဇင်းဝင်စစ်သားတွေလုံခြုံရေးကင်းလှည့်တာတွေနဲ့ဖမ်းဆီးတာတွေလှုပ်ဆောင်နေတာပါဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ALP ဟာအာနာသိန်းစစ်ကောင်စီနဲ့ငြိမ်းချမ်းယူထားတဲ့ရခိုင်တပ်တစ်ခုဖြစ်ပြီးအာနာသိန်းစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာရုံးအခြေစိုက်တာပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တွေမြို့အနီးမေယုမြစ်ဝမြစ်ကမ်းဘေးမှာစစ်ကောင်စီကလုံခြုံရေးတပ်စခန်းတွေတိစောက်နေတယ်လို့စစ်တွေမြို့ကန်တွေကပြောပါတယ်ဒီသတင်းကို Western News သတင်းတောက်တူကပေးပို့ထားပါတယ်ရှင်ရခိုင်ပြည်စစ်တွေမြို့အနောက်ဘက်မေယုမြစ်ဝမြစ်ကမ်းဘေးမှာရှိတဲ့မန်စင်အုံတော်ပန်လီပြန်ဇောပူစာအောင်တိုင်းစတဲ့ကျေးရွာတွေတခြားမှာစစ်ကောင်စီကလုံခြုံရေးတပ်စခန်းအသစ်တွေတိစောက်နေပါတယ်လက်ရှိမှာတော့မန်စင်ဘုံတို့၏ကြောင့်နဲ့အောင်တိုင်းဘုံတို့၏ကြောင့်မှာစစ်ကောင်စီကတပ်ဆွဲထားပြီးဝက်စလန်စိမ့်မုံထန်းတွေခိုယူပြီးတပ်စခန်းတွေတိစောက်နေတာပါဘုံမဲ့တက်ကတော်လမ်းကိုချိတ်ဆက်ထားတဲ့တေးချောင်းရေချမ်းပြန်ကျေးရွာဆက်လမ်းပိုင်းတစ်လျှောက်မှာတပ်စခန်းတွေနေရာချထားပါတယ်ဒါအပြင်ဘင်္ဂါချုံနဲ့ကတောင်မြောင်းတွေဟာလည်းတူးထားတယ်လို့စစ်ရေးသတင်းရမြစ်တွေက Western News ကိုပြောပါတယ်တေးကြောင်ဘက်နဲ့မင်းစီဘက်မှာစစ်ကောင်စီတပ်စခန်းအသစ်တွေတိစောက်နေပါတယ်မင်းစီကနေအောင်တိုင်းအထိဆက်ပြီးရေချမ်းပြန်အထိလမ်းကြောင်းကဆက်သေးထားပါတယ်မင်းစီနဲ့ပလင်ပြန်ကြားအောင်တိုင်းမရောက်ခင်နဲ့ကြက်တိုးပြင်အနီးစတဲ့နေရာတွေမှာတပ်စခန်းတွေအသစ်တွေတူးရှိပြီးဆောက်လုပ်နေပါတယ်အခုကတိုတိုလေးကိုကြီးကြီးမားမားလုပ်နေတာကိုကျွန်တော်တို့တွေ့ရတာပါစစ်ကောင်စီဟာမန်စင်အောင်တိုင်းကြားမှာဒုက္ခသည်စခန်းလိုနေအိမ်တွေအများအပြားကိုလည်းတိစောက်ထားပါတယ်စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ဘုံမဲ့ရွာအပါအဝင်တေးချောင်းဓားပိုင်းတက်ကယ်ပြန်အောင်ပန်လန်ခေါင်းတောက်ကပန်လန်ပြန်စတဲ့မွတ်စလင်ကျေးရွာတွေကလွေပြီးမြို့အနီးအနားမှာရှိတဲ့ရခိုင်ကျေးရွာတွေကိုစစ်ကောင်စီကနှင်ထုတ်ထားပါတယ်တေးကြောင်ဘက်ကခေါ်လာတဲ့မွတ်စလင်စစ်မုံထန်းတွေနဲ့ဆောက်လုပ်နေတာပါကာကန်စခန်းလိုမျိုးလုံခြုံရေးတပ်စခန်းလိုမျိုးပြောလို့ရပါတယ်မင်းစီရွာအနီးမှာစစ်ရေးလေးကျုံခွင့်တွေလှုပ်ထားပါသေးတယ်အဲ့ဒီမှာမွတ်စလင်စစ်မုံထန်းတပ်သားတွေကိုစစ်သည်နဲ့ပေးတယ်ပြီးတော့ကတောက်ချင်းတွေတူရတယ်ကတောက်တူးမြုံတွေတူးတာတွေရှိနေပါတယ်စခန်းတိဆောက်အောင်မှာခိုင်းလို့ရသမျှကိုအကုန်ခိုင်းပါတယ်မေယူမြို့ဘက်မှာတော့အခိုင်မာကိုစစ်ကောင်စီကခန်းစစ်တွေပြင်ဆင်နေကြတာပါစစ်ကောင်စီကအခိုင်မာကိုခန်းစစ်အနေနဲ့ပြင်ဆင်နေတာတွေ့ရတယ်စစ်တွေမြို့အတွင်းကိုလေတူတူလေးကိုလုံခြုံရေးယူထားတာတွေ့ရတယ်ညပိုင်းကျလည်းတူတူလေးကိုဒီကင်းလှည့်တာတွေဒီအေးစင်းစစ်တာတွေတောက်လျှောက်လုပ်နေတာတွေ့ရတယ်လက်ရှိစစ်တွေမြို့မှာနှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်တာမရှိသေးပေမဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းတွေနဲ့ပစ်ခတ်တာတွေရှိပါတယ်စစ်ကောင်စီကတော့စစ်တွေမြို့အနီးမှာရှိတဲ့ပုံနာကျွန်းပေါတိုးမြို့နယ်ဖက်တွေကိုတော့လေကြောင်းပစ်ခတ်မှုတွေတောက်လျှောက်လုပ်နေပါတယ်စစ်ကောင်စီရဲ့လေကြောင်းအနေနဲ့ကြောင့်ရခိုင်ဒေသခံတွေနေရက်ကိုစွန့်ခွာပြီးလုံခြုံရာနေရာတွေကိုပြောင်းရွှေ့နေရတယ်လို့လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကပြောပါတယ်အခုရက်ပိုင်းအတွင်းစစ်ကောင်စီကလေကြောင်းကနေပုံကျဲမှုတွေရှိလာနေသလိုလက်နက်ကြီးပစ်ခတ်မှုတွေကဆက်တိုက်လှုံ့ဆော်လာနေတာပါလက်နက်ကြီးတွေကတော့စစ်တွေပါတလိတ်တရင်တွေကနေရသေ့တောင်ပေါက်တော်ပုံနာကျုံမြို့နယ်တွေကိုပစ်ခတ်မှုတွေလှုံ့ဆော်နေပါတယ်အော်တိုဘာလ31ရက်ကစစ်ဘေးရှောင်တွေခိုးလုံနေတဲ့
ပေါနာကျုံမြို့နယ်ပန်းနီလာကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့9ဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့ပါတယ်။ပေါနာကျုံမြို့နယ်ကပန်းနီလာအောင်ဖြူပြင်ရိုးငူကြံကင်ကြက်တလင်းစတဲ့ကျေးရွာတွေမှာစစ်တွေပေါနာကျုံပေါတော်ဘက်ကစစ်ဆောင်တွေတောင်းနဲ့ချီနေထိုင်ကြတာပါ။အခုဘုံကျဲပြီးနောက်ပိုင်းမှာအဲ့ဒီဒေသမှာနေထိုင်တဲ့စစ်ဆောင်တွေဟာကြောက်လန့်ပြီးဘေးလွရာကိုထွက်ပြေးနေကြရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29 30 31ရက်တွေမှာရသေးတောင်ပုံနာကျွန်းပေါက်တော်နဲ့ကြောက်ဖြူမြို့နယ်တွေကိုစစ်ကောင်စီကပုံကျဲခဲ့ပါတယ်။အဲဒီလို3ရက်ဆက်တိုက်လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရက်သား12ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့ပါတယ်။ရခိုင်ကစစ်ဆောင်တွေနိုင်ငံတကာနဲ့ပြည်ရင်းပြည်ပအကူအညီတွေမရလို့အဆိုးအဝါဆုံးအခြေအနေကိုရင်ဆိုင်နေရတယ်လို့ကုညီဆောင်ရွက်နေသူတွေကပြောပါတယ်။ဒီသတင်းကို Western News သတင်းထောက်တို့ကပေးပို့ထားပါတယ်ရှင်။ phải cho vào đây mình tao giúp đi bọn mình mà mua lên số cái ရခိုင်ကစစ်ဆောင်တွေစိုးရတဲ့အခြေအနေကိုရောက်ရှိလာနေတယ်လို့စစ်ဆောင်ကူညီနေသူတွေကပြောပါတယ်ဒီလိုဖြစ်လာနေတာဟာတနေ့နီးပါးလောက်ရှိလာနေပြီးလက်ရှိအချိန်ရခိုင်စစ်ဆောင်တချို့ဆိုရင်ထမင်းနဲ့မမှန်တဲ့အခြေအနေအထိရောက်ရှိလာနေတယ်လို့စစ်ဆောင်တွေကပြောပါတယ်ဒီလိုထောက်ပံ့မှုတွေမရရှိတာကြောင့်စစ်ဆောင်ဒုက္ခသည်တွေဟာကျန်းမာရေးနဲ့ပညာရေးပိုင်းကိုစိုးစိုးဝါးအခြေအနေရောက်ရှိလာနေတယ်လို့စစ်ဆောင်ရေးကိုကူညီနေသူတွေကပြောပါတယ်အခုလို့ဆိုကျွန်တော်ကေဆေးဆိုကြ အဖွေတူတူများများကေဆေးတွေပေးဖို့မရောက်လာကြတော့ပါဘူးမရောက်လာတာလေတူတူလေးကိုကြာပါပြီ ခက်ခဲပါတယ် စာဝတ်နေရေးတွေကတော့အရန်ကိုခက်ခဲပါတယ်လုံးဝကိုအဆင်မပြေတဲ့အနေအထားကိုရောက်နေပါပြီတူးတုံတွေကိုသွားပြီးရှာစားရတာကလည်းအရင်တော့မလွေတော့ပါဘူးစစ်ရှောင်းအများစုကတော့တိုးတောင်တွေကိုမှီခိုပြီးတော့စောက်တော့နေရတာပါဒါပေမဲ့အခုမိုးရသည်ဆိုတော့ထင်းတွေကအရင်ကိုရှားပါတယ်တနေ့လုံးကိုလှုပ်တဲ့လောကဆိုရင်ငွေကျပ်9000လောက်ပဲရပါတယ်ဒီလောက်နဲ့ဖြစ်သလိုစောက်တော့နေကြရတာပါနောက်ပြီးတော့ကြားမရဲ့အခက်အခဲတွေကလည်းရှိနေပါသေးတယ်တောက်ကွေးတွေဖြစ်နေတာပါစစ်ရှောင်းစခန်းတွေမှာဖျားနာတဲ့သူတွေကလည်းအရန်များလာပါတယ်တူတူလေးကိုအခက်အခဲဖြစ်နေကြတာပါဒီမှာအင်အောင်စု83စုရှိပါတယ်လူကြီး300ကျော်ရှိပါတယ်ပြောမယ်ဆိုရင်ကေစရေးတွေမရောက်လာလို့တူတူကိုဒုက္ခရောက်နေကြရပါတယ်စစ်ဆောင်တွေကတော့အာရကတက်တော်အေးထိန်းချုပ်ရာနေရာတွေမှာရှိသလိုစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့ပေါ်မှာစစ်ဆောင်တွေ8000ကနေတသိန်းကြားထိရှိနေတာပါအာရကတက်တော်အေးထိန်းချုပ်နယ်မြေမှာတော့ကြောက်တော်မြောက်ဦးပုံနာကျွန်းတန်တွဲနဲ့ဂွားမြို့နယ်တွေကစစ်ဆောင်သိန်းနဲ့ချီရှိပါတယ်ခိုင်စောချက်ကတော့ခါစာမအယူကမဟိလူတီဆိုကလေးတော့ကိုကလဲလို့ပူခုမြာပါမယူ ခံစားချက်တွေကတော့မရှိတဲ့သူတွေမှာတချို့သူတွေကတော့လိုက်ပြီးတော့ကူညီပေးတာရှိပါတယ်တချို့လူတွေမှာကျတော့လုံးဝကိုစားစရာဆန်မရှိတော့ဘူးအဲ့လိုမရှိတဲ့အခါမှာဆန်ဆက်တွေကအကျဉ်းတွေနဲ့ယူပါတယ်ချင်းကားတာပေါ့နော်ကိုယ်စီမှာထင်းရောက်လို့ရတဲ့ငွေနဲ့ပြန်ဆက်ရတာပေါ့အဲ့လိုစားကြရတာပေါ့အရန်ကိုအကြက်တဲဖြစ်ကြပါတယ်အားလုံးဒုက္ခရောက်ကြတာပေါ့စစ်ဆောင်ဘွားမရောက်ခင်မှာတော့ကိုယ်စီမှာလောက်ရကန်ရတာအဆင်ပြေပါတယ်ပြပြလဲလဲဖြစ်ခဲ့ကြတာပါဒီဘက်ရောက်လာတော့အချင်းတွေကဆိုးသွားတာပေါ့အလုပ်တွေကလည်းအဆင်မပြေပါဘူးလှုပ်လိုက်ရက်လိုက်နဲ့ဒီတော့လောက်ကြိုက်ပါတယ်ဟိုလောက်ကြီးအဆင်မပြေတိုင်းပိတ်တီအေးလောက်ကြီးအဆင်မပြေတိုင်းပိတ်တီရပုံစံလောက်တော့ဟင်းပါတယ်စစ်ဆောင်ကလေးငယ်တွေဆိုရင်လည်းပညာရေးကိုဆက်လက်သင်ကြားခွင့်မရဘဲဆုံးရှုံးနေကြတာလည်းများပြားလာနေပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီလက်နက်ကြီးအန်ရဲ့ကြောင့်တနေရာကနေတနေရာကိုမကြာခဏပြောင်းရွှေ့နေရတာတွေကစစ်ဆောင်တွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနေပါတယ်။ရခိုင်မှာစစ်ကောင်စီတပ်နဲ့အေးတို့ဒုတိယအကြိမ်မြောက်တကြောပြန်တိုက်ပွဲစတင်ချိန်ကစပြီးလက်ရှိအချိန်ထိစစ်ဆောင်တွေဟာမိမိနေအိမ်ကိုမပြန်နိုင်သေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရခတက်တော်အေးကရခိုင်ပြည်ကကလေးငယ်တွေကိုကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ပါတယ်။လက်ရှိမှာတော့ကာကွယ်ဆေးထိုးနှံမှုကိုမြောက်ဦးမြို့နယ်မှာစတင်ဆောင်ရွက်နေပြီဖြစ်ပြီးကြံမြို့နယ်တွေကိုလည်းဆက်လက်ထိုးနှံသွားဖို့ရှိနေတယ်လို့အေးကျမ်းမာရေးဝန်ထမ်းတို့က Western News ကိုပြောပါတယ်။ရခိုင်ကလေးတွေကာကွယ်ဆေးမထိုးရတာ2နှစ်နီးပါးခန့်ရှိလာခဲ့ပြီဖြစ်ပြီးအော်တိုဘာလကနေစလို့ရခိုင်တပ်တော်အေးကျမ်းမာရေးဌာနကဦးစီးကထိုးနှံမှုတွေစတင်လာတာပါကာကွယ်ဆေးတွေကတော့2လကနေ3နှစ်အထိကလေးငယ်တွေကိုထိုးနှံပေးနေတာဖြစ်ပါတယ်ကာကွယ်ဆေးအမျိုးအစားတွေကတော့ JE ဂျပန်အုံနှော်ရောင်ကာကွယ်ဆေး MMR ဝက်သက်ပချိတ်ရောင်ကြိုက်သိုးကာကွယ်ဆေး DPT စုံစုကြညာချောင်းဆိုးမေးခိုင်ကာကွယ်ဆေး
OPV ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးစတာတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကစလို့ကလေးငယ်တွေထိုးနှံတဲ့ကာကွယ်ဆေးတွေပြတ်လတ်သွားပြီးလက်ရှိမှာတော့အာရခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာကာကွယ်ဆေးထိုးနှံမှုတွေအကောင့်ထဲပေါ်လာတာဖြစ်ပါတယ်။မင်းများမှာနှစ်စဉ်ကမ်းမပြိုကျမှုကြောင့်အဆိုးအဝါဆုံးအခြေအနေကိုရောက်ရှိနေပြီးကမ်းမဘေးနေသူတွေအိုးမဲအိမ်မဲဖြစ်နေရပါတယ်။ဒီသတင်းကို Western News အဖွဲ့သားတို့ကပေးပို့ထားပါတယ်ရှင်။ အောက်ကောကဒီမန်နိုင်လောကကနေပြီးပြီး20လောက်နိုင်ဒီဦးမငေါပြီးလောက်ပြီးနိုင်ဒီအထောက်ကဒီဘပေါက်တောင်ပဲ ရခိုင်ပြည်မြင်းပြမြို့မှာမိုးရွာသည့်တိုင်ကမ်းပါးပြောကြမှုတွေကြောင့်မြေကမ်းနားပဲနေထိုင်သူတွေအိုးမဲအိမ်မဲအခြေအနေကိုရောက်ရှိလာနေကြရပါတယ်။နှစ်ဆိုင်ရေးကြီးမှုတန်းနဲ့ကမ်းပြောကြမှုတန်းကိုမင်းပြမြို့နယ်ကမြေကမ်းနားပဲကျေးရွာတလျှောက်မှာခါးဆေးပြီးခံနေကြရတာပါ ဒုက္ခကတော့ကောက်တော့ခပ်ပြီးရှေ့ရပဲပုနေမျိုးဆိုတော့အခါမှနေမိဒီဖမ်လိုက်ကနေ ဒုက္ခတော်တော်လေးကိုရောက်ခဲ့ရပါတယ်ဦးလေးတို့မြက်ကင်ဖေးနာမှာအင်တဆောင်ဆောက်လို့နေခဲ့တယ်မြို့နဲ့အင်ကွာဝေးဆိုရင်ပေ40လောက်ရှိပါမယ်ရေကြည့်လာတော့တခါပေ20လောက်မြေပြိုကျသွားတယ်ဒီလောက်ဆိုပြီးသွားပြီလို့ထင်နေတာပါနောက်ထပ်ရေကြီးပြန်ပါတယ်နောက်ထပ်ပေ20လောက်မြေပြိုကျသွားတယ်အိမ်ပါတခါလေးပါသွားလေရောအဲ့လိုဖြစ်သွားတော့တငယ်ချင်းအိမ်မှာတက်နေရပါတော့ ပငီဆောင်ဖိုက်ဒီအင်မာတီလို့နေပေါ့ လင်းမြို့မြစ်ဘေးမှာတည်ရှိတဲ့မင်းပြမြို့မှာတော့လင်းမြို့မြစ်ရေတိတ်ဆောက်မှုကြောင့်မြေကမ်းပါးတစ်ချောင်းနှစ်ဆိုင်ပေ20ကနေ40ကျမှအမြင့်မြေပြိုကျမှုရှိနေပါတယ်ဒီလိုပြိုကျမှုတွေကြောင့်မြေကမ်းနားဘေးနေသူတွေမှာအိမ်ယာမဲဖြစ်ရတာတွေနေအိမ်တွေရွှေ့ပြောင်းဆောက်လို့ရတာပေါ်များလာပါတယ်ဒီလိုကမ်းပြိုကျပြီးအိမ်ယာမဲဖြစ်နေသူတွေမှာနောက်ထပ်အိမ်မဝင်နိုင်တော့တာကြောင့်နေဆက်ရနေအိမ်တွေမှာကက်နေရတာတွေလမ်းဘေးနေရာတွေမှာကျူးကျော်ဖြစ်နေထိုင်နေရတာတွေနဲ့အခြားနေရာတွေကိုပြောင်းရွှေ့အခြေချနေရတာတွေပေါ်များလာပါတယ် အင်းစားတဖက်ရီပဲအမနိုင်ရရင်စားကြလာခိုင်အာရာတဖက်ရီရာဒီရာတဖက်လေကိုကဲလာ ဒီနားအိမ်တွေကတခြားပြိုကျသွားပြီးဟိုဘက်မှာလည်းတခြားပြိုကျသွားပါတယ်ဒီဘက်မှာဆိုရင်ပြိုကျမဲ့အခြေအနေနဲ့ရေးဆိုင်နေရတယ်ဒီမိုးရင်းမှာမြေပြိုတာကပေ20ကျော်လောက်ရှိခဲ့တယ်ရှေ့မှာတွေ့တာကပေ90လောက်ရှိတယ်အဲ့ဒါလက်ရှိမှာပေ30လောက်တောင်မရှိတော့ဘူးအကုန်မြေပြိုကျသွားတာလုံးဝအခြေအနေဆိုးတယ်တဖြည်းဖြည်းနဲ့မြေတွေပြိုကျနေတာဒီဘက်ကိုတော်တော်ကိုနီးလာပြီဒီနားကတည့်ရပင်တွေအပင်တွေဘာမှမရှိတော့ဘူးအကုန်ပါသွားပြီဘာမှမရှိတော့ဘူးအပင်တွေနောက်ထပ်မိုးရသည်ဆိုရင်ဘာမှကျန်းတော့မှာတော့မဟုတ်ဘူးဒီဟာတွေမြေထပ်ပြိုရင်တော့နောက်ထပ်စောင့်နိုင်မဲ့အခြေအနေတွေလည်းမရှိတော့ဘူး ကိုတို့အခင်းနေတဲ့အိမ်ဆောက်ဖို့တော့အခင်းနေကမရှိသေးရတဲ့ပြောတာရေရှမ်းတိပရိုအာရာတခေါက်ဆောက်ဖို့တော့လည်းမလွယ် ဒီလိုမြက်ကင်းပါပြိုကျမှုထင်းကြီးဖို့အရင်အစိုးရလက်ထက်တွေမှာကင်းထိန်နေရတွေလှုပ်ပိတ်ခဲ့ပေမဲ့ခိုင်မာမှုမရှိလို့အမြင့်ပြိုကျလာနေတာပါလက်ရှိမင်းပြမြို့မှာအိုစတန်ရက်ကွက်မင်းပါကြီးရွှေပြည်စိုးပြည်တော်လရက်ကွက်အပါအဝင်မြက်ကင်းပါနေထိုင်သူများအပါအဝင်မြို့ခံတွေဟာဒီလိုမြေပြိုကျမှုများလာတာကိုပိုပြီးတော့စိုးရိမ်နေကြရပါတယ်ဒီလိုနှစ်စဉ်ပြိုကျမှုကိုဆက်လက်မထိနိုင်ဘူးဆိုရင်မင်းပြမြို့ဟာပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့မင်းပြမြို့ခံတွေက Western News ကိုပြောပါတယ် ရခိုင်ပြည်တွင်ထူးခြားသတင်းတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင် Western News ရဲ့ Facebook စာမျက်နှာကနေတစ်ဆင့်ကြည့်ရှုနိုင်သလို Western News သတင်းဌာနရဲ့ website နဲ့ Telegram Channel တွေကနေလည်းကြည့်ရှုနိုင်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ Western News သတင်းဌာနကတပတ်အတွင်းရရှိထားတဲ့ရခိုင်ပြည်တွင်ထူးခြားသတင်းတွေပဲဖြစ်ပါတယ်။ဒီစီစဉ်ကိုအပတ်စဉ်ကြာသပတေးနေ့မနက်10:30မိနစ်မှာတစ်ကြိမ်နေ့လယ်2:45မိနစ်မှာတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။ကျွန်မဖစ်ကီပါ။